ချောချောဟာသူမရဲ့အကောင်းဆုံးတငယ်ချင်းမိမ့်ပေးတဲ့နို့လက်ဖက်ကြီးမှာတခုခုမားနေရကိုချက်ချင်းတတိထားမိပြီမေသူမရဲ့လွတ်ဖော်ကိုက်ဘက်အားလုံးရှေ့မှာထုတ်ဖော်ပြသမယ့်အစားကိုလူခေါ်တဲ့ကိုလေးကြီး900ပေါင်100ကီလိုဂရမ်ရှိတဲ့မိန်းကလေးတယောက်ကိုချက်ချင်းပေးလိုက်ပါတယ်နို့လက်ဖက်ကြီးတောက်ပြီးတဲ့နောက်ကိုဟာရက်အနှဲငယ်အတွင်းမှာပဲပေါင်100ကျော်သွားခဲ့ပြီးသူမရဲ့အသားရည်ဟာဖြူဖွေးချုံးဝင်လာခဲ့ပါတယ်သူမဟာလုံးဝကွဲပြားတဲ့သူတယောက်လိုပါပဲတစ်ချိန်တည်းမှာပဲချောချောရဲ့အကောင်းဆုံးတငယ်ချင်းမိမ့်ရဲ့ကိုလေးချင်းဟာပေါင်100အထိမြင့်တက်လာပြီးသူမရဲ့မျက်နှာမှာလည်းပြည်တီနာတဲ့နဲ့ပြည့်နှံ့နေပါတယ်ဒါဒီအားလုံးကမိမ့်ပေးတဲ့နို့လက်ဖက်အေးကြောင့်ပါချောချောရဲ့အရေးဘဝတုန်းကသူမရဲ့မိမ့်ဖီကလက်ဆောင်မျိုးရပြီးနောက်မှာချောချောအပေါ်ရှင်းမပြနိုင်တဲ့ကြောက်စရာကောင်းတဲ့အရာတွေအများကြီးဖြစ်ပျက်ခဲ့ပါတယ်ပထမဦးစွာသူမရဲ့ကိုလေးချင်းဟာအလင်းမြန်တက်လာပြီးသူမဟာပို့ပြီးအဝလွန်လာခဲ့ပါတယ်နောက်ဆုံးမှာတော့သူမရဲ့ငယ်ဘဝကချစ်သူကသူမကိုဒေါသထွက်ပြီးသူမရဲ့အကောင်းဆုံးတငယ်ချင်းမိမ့်စီထွက်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူမရဲ့အမိတောင်သူမကိုမမှတ်မိနိုင်တော့ပဲအင်ကနှိမ့်ထုတ်ခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အကောင်းဆုံးတငယ်ချင်းလို့သတ်မှတ်ထားတဲ့မိမင်းကသူ့ရဲ့အမိကိုယူပြီးဘီလီယံနာတယောက်ရဲ့သမီးဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာလမ်းပေါ်မှာအကျွမ်းကျန်တွေကိုရှာဖွေရင်းနေထိုင်ခဲ့ရပါတယ်။မိန်းကလေးဟာမိမင်းကိုပြန်တွေ့မှသူမစီကနေအမှန်တရားကိုသိလိုက်ရပါတယ်။ငါလိုချင်တာအလုံးကိုငါကိုယ်တိုင်ရယူရတာ။နင်ကတော့ဘာဝါမှာလိုချင်တာအကုန်ရခဲ့တော့နင့်စီကအရာအလုံးကိုလိုချင်မိရကိုအပြစ်မတင်ပါနဲ့။မင်းရဲ့ချစ်သူအိုးအားလုံးငါစီလွဲပြောင်းသွားလိမ့်မယ်။မင်းရဲ့ CEO အမေတာအခုငါအပိုင်ပဲ။ငါမှကဒီလိုလုပ်နိုင်တဲ့အစွမ်းရှိတယ်။နင်ကိုပြောလဲနားမလဲပါဘူး။ဒီလိုအကြံစီတွေရှိနေပေမဲ့လည်းမိမင်းကသူမကိုအလွတ်မလွတ်ခဲ့ပါဘူး။သူမကချောချောကိုလမ်းပေါ်ကျနေတဲ့ပေါင်မုံကိုစားခိုင်းပြီးချောချောရဲ့စိတ်ဓာတ်တွေအားလုံးကိုရိုက်ချိုးကရဲမောပြီးထွက်သွားခဲ့ပါတယ်။သူမရဲ့အသက်ရှင်ခြင်းစိတ်ဆုံးရှုံးသွားတဲ့မိန်းကလေးဟာအစိမ့်မိတယ်လို့နဲ့သွေးတွေအန်ထုတ်ခဲ့ပါတယ်။တေခါနီးမှာသူမဒါကိုထပ်လုံနိုင်ရင်အဲဒီရက်ဆက်ကြမ်းကြွတဲ့အကောင်းဆုံးတငယ်ချင်းကိုသူမရဲ့အပြစ်တွေအတွက်ပေးဆက်စေမယ်လို့ကြင်ဆိုခဲ့ပါတယ်။ကောင်းကင်ဘုံကမိန်းကလေးရဲ့ဝမ်းနဲ့ဘုံကံကြမ္မာကိုတနာကျင်နာခဲ့ပုံရပါတယ်။နောက်တစ်စက္ကန့်မှာသူမဟာပြန်လည်မွေးဖွားလာပြီးသူမရဲ့ကံကြမ္မာမလဲလေခင်အချိန်ကိုပြန်ရောက်သွားပါတယ်။ဒီအချိန်မှာသူမရဲ့အကောင်းဆုံးတငယ်ချင်းဟာနို့လက်ဖက်တီကိုကင်ထားပြီးမင်းမြန်စမ်းကြည့်ကိုတိုက်တွန်းနေပါတယ်။ဒါပေမဲ့ပြန်လည်မွေးဖွားလာတဲ့မိန်းကလေးဟာဘယ်လိုလုပ်တစ်ဖက်လူကိုသူမကြိုက်တယ်လို့ပြန်လုပ်ပြင်နေပါလေ။ဒါပေမဲ့သူမကသူမရဲ့အကောင်းဆုံးတငယ်ချင်းရဲ့လူသိရှင်သူကင်နာမှုကိုမငြင်းဆန်ခဲ့ပါဘူး။အဲ့ဒီအစားသူမဟာနို့လက်ဖက်တီကိုလက်ခံပြီးတိတ်တိတ်လိုက်လဲပေးလိုက်ပါတယ်။ကုမ္ပဏီမှာဝဝဖတ်ဖိုက်လူဖော်ကိုက်ပဲလင်းရှောင်ရှောင်မင်းကတခြားသူတွေရဲ့ပစ္စည်းတွေကိုဖျောက်ယွင်းကြတာတကယ်ကိုကြိတ်တာပါ။နောက်မှစိတ်အနှောက်အယှက်မဖြစ်ပါနဲ့။မိမင်းကနို့လက်ဖက်တီကိုnhìnတဲ့အခါလဲလာမှုအောင်မြင်တယ်လို့ထင်ပြီးကုမ္ပဏီမှာသူမဟာတဘာဝအတိုင်းပြိနေလို့ပြောပါရဲ့။ပြီးတော့သူမဟာထိမ့်မနိုင်သိမ့်မစီစားတော့ပါရဲ့။ဒီနေ့မှာကုမ္ပဏီမန်နေဂျာကအဝတ်အစားဒီဇိုင်းဌာနကစတိုင်တစ်တစ်ခုကိုထုတ်လုပ်ပြီးအားလုံးကိုစောင့်ဝတ်ကြည့်ဖို့တောင်းဆိုခဲ့တယ်လို့ပြောပါတယ်။လုပ်ဖို့တိုင်ဖန်အားလုံးကခန္ဓာကိုယ်အချိုးအစားနဲ့စိတ်နေစိတ်ထားကောင်းတဲ့မိန်းကလေးတစ်ယောက်နဲ့သူမရဲ့အကြံစီကောင်းတဲ့အကောင်းဆုံးတငယ်ချင်းကိုအကြံပြုခဲ့ကြပါတယ်။ဒါပေမဲ့ရက်အတော်ကြာအစာလွန်ပြီးတဲ့အခါသူမရဲ့အဝတ်အစားတွေကိုဘယ်လိုကြည့်ပြီးတက်ရမလဲဆိုတာမမှတ်မိတော့ပါဘူး။ဒါကြောင့်သူမဟာစနစ်ကိုချက်ချင်းအသက်တွင်ပြီးသူမရဲ့နို့လက်ဖက်မီတောက်သူနဲ့ခန္ဓာကိုယ်လဲလွဲကိုဆုံးဖြတ်ခဲ့ပါတယ်။လဲလွဲမှုပြီးဆုံးသွားခဲ့ပါတယ်။သူတို့နှစ်ယောက်အဝတ်အစားတွေဝတ်တီထွက်လာတဲ့အခါလုပ်ဖို့ကိုင်ဘတ်တွေအံ့အားသင့်သွားကြပါတယ်။အကြံစီရှိတဲ့မိန်းမဟာချက်ချင်းပဲကိုယ်လေးချိန်10ခန်းလောက်တက်လာပြီးသူမရဲ့မျက်နှာမှာလည်းဝက်ချန်တွေဖုံးလွှမ်းနေပြီးမြဲချွတ်ချွတ်ကတော့လုံးဝမပြောင်းလဲပါဘူး။ဒါပေမဲ့ဝါးတဲ့မိန်းကလေးဟာရုတ်တရက်ပေါ်လာပြီးကိုယ်လေးချိန်အရာကီလိုဂရမ်ကျသွားပြီးအသားရည်ကလည်းဖြူဖွေးချောမွေသွားလာပါတယ်။လုပ်ဖို့ကိုင်ဘတ်တွေကအခြေအနေကိုမသိလိုက်ပဲလဲစားတတ်တဲ့တငယ်ချင်းမိန်းကလေးကဝါးတဲ့မိန်းကလေးကိုနို့လက်ဖက်ရည်တိုက်မိသွားလာကိုသဘောပေါက်သွားပါတယ်။ဒါကြောင့်သူမကိုဒေါသထွက်ပြီးကုမ္ပဏီကညွေဒေါသတကြီးထွက်သွားပါတယ်။နို့လက်ဖက်ရည်ကအစပင်ရှိသေးတယ်။မင်းငါအလုပ်ကိုလူယူချင်းနေတာလား။ငါကချမ်းသာတဲ့မိန်းကလေးမဖြစ်နိုင်ဘူး။မင်းကြိုက်တယ်မိုင်မဆိုတာကြည့်အောင်။သူမရဲ့လက်ဖော်ကိုင်ဘတ်တွေကလဲစားတဲ့တငယ်ချင်းကိုပြန်တွေ့တဲ့အခါတလကျသွားပါပြီ။သူမရဲ့ဝက်ချန်တွေလုံးဝပျောက်သွားပြီးပေါင်တစင်ပေါင်းများစွာကျသွားခဲ့ပါလေ။ဒါပေမဲ့ဘယ်သူမှမသိတာကသူမဟာအလှပကုသမှုနဲ့အစီစုပ်ထုံမှုခံယူဖို့တလလောက်ပြက်ကွက်နေခဲ့တာအကျွေးတွေအများကြီးတက်နေတာပါပဲ။ဒါကြောင့်မိန်းကလေးပေါ်သူမရဲ့မကျေနပ်မှုကိုပုံမှုဆိုးရွားစေခဲ့ပါလေ။ဒါပေမဲ့ဒီတစ်ခါမှာတော့လဲစားတဲ့တငယ်ချင်းကပို့ပြီးလိမ်မာပါနေလာပါလေ။မိန်းကလေးရဲ့အလုပ်အဆိုးသူချက်ကိုလက်ခံဖို့အတွက်ရွှေရောင်စီးကေတာတကောင်ကိုဝယ်ယူပြီးသူမလီပေးလိုက်ပါလေ။ကြာမှသူမမျက်နှာချင်းဆိုင်ထိုင်ပြီးတခြားတယောက်ကိုမပေးမိအောင်ထိန်းထားနိုင်မှာပါ။သူမရဲ့တင်းငယ်အကြံစီလေးကိုမိန်းကလေးကမြင်သွားပြီဆိုတာသူမမသိလိုက်ပါဘူး။နောက်တနေ့မှာအလုပ်အစီအစဉ်ကိုအတည်ပြုဖို့ရောက်လာတဲ့စီမံကိန်းလုပ်ပေါ်ကိုင်ဘက်တာဝန်ခံကမိန်းကလေးရဲ့ငယ်ဘဝကချစ်သူနဲ့စစ်ဆက်ထားသူဖြစ်နေပါလေ။တချိန်တည်းမှာပဲမိန်းကလေးစီကအရာအားလုံးကိုခိုးယူဖို့ကြံစီနေတဲ့သူမရဲ့ကြံစီတတ်တဲ့အကောင်းဆုံးတငယ်ချင်းကစနစ်ကိုချက်ချင်းအသက်သွင်းလိုက်ပါလေ။စနစ်ချောချောကငါရဲ့ရွှေရောင်ပစင်စင်းကိုယူသွားပြီးချောချောနဲ့အစီအစဉ်တွေလေးလွယ်ခြင်းနေစကားစမြည်ပြောဆိုပြီးနောက်အကောင်းဆုံးတငယ်ချင်းကအစီအစဉ်ကိုရှင်းပြဖို့စိတ်အားထက်သန်စွာအပြည့်အလွှာသွားပြီးမြဲသူစကားမပြောနိုင်ခင်မှာပဲမန်နေဂျာကသူ့ကိုစုပို့ခဲ့ပါလေ။လှည့်ကြည့်လိုက်တော့မျက်နှာပြင်ပေါ်မှာချိန်တွေ့ရဲ့ profile နှစ်ခုပဲတွေ့လိုက်ရပါတယ်။မိန်းကလေးရဲ့ကွန်ပျူတာမှာအလုပ်အစီအစဉ်လုံးဝမပါတာကိုသူ့သဘောပေါက်လိုက်ပါတယ်။ဒါကူမီဘအကောင်းဆုံးတငယ်ချင်းကမိန်းကလေးကိုသူ့အစီအစဉ်ကိုပြောင်းလိုက်တယ်လို့ချက်ချင်းဆွဆွဲလိုက်ပါတယ်။ဒါပေမဲ့မိန်းကလေးကထားကိုကြိုတင်မြင်ထားပြီးသားဖြစ်ပြီးသူမရဲ့အဖြစ်ကင်းစင်မှုကိုတက်တင်ပြဖို့စောင့်ကြည့်ကင်မရာကိုချက်ချင်းစစ်ဆေးဖို့ကမ်းလှမ်းခဲ့ပါတယ်။သူမရဲ့အစီအစဉ်ကိုပြောင်းလိုက်တဲ့အတွေ့အကြုံကနေတင်ယူပြီးတဲ့နောက်မှာသူမဟာကြိုတင်ပြင်ဆင်ထားပြီး USB drive မှာတင်ဆေးထားကမနေ့ညကသူ့ရီးစားလာလေတုန်းကသူ့စီပေးခဲ့ပါတယ်။ငါရီးစားရဲ့ပစ္စည်းတွေကိုလုံခြုံအောင်တင်ဆေးထားဖို့တစ်ဖက်လူကိုပေးလိုက်တာငါပိုင်ဆိုင်ထားတာထူးဆန်းလို့လား။အန်ဟောစရာတော့မဟုတ်ပါမိန်းကလေးကသူမရဲ့အစီအစဉ်ကိုရှင်းပြပြီးတဲ့နောက်မှာမန်နေဂျာကသူမကိုချီးကျူးပြီးချက်ချင်းပဲကြီးကြပ်ယူမှုအဖြစ်ယာရုတိုးမြင့်ပေးခဲ့ပြီး project အတွက်အပြည့်အဝတာဝန်ယူစေခဲ့ပါတယ်။ချိုချိုကတကူကိုရှာဖွေတွေ့ရှိခဲ့တာလားမဖြစ်နိုင်ဘူးဒီစနစ်အကြောင်းသူပြီးရင်ဘလို့လို့သူ့စီကငါ့ကိုခိုးခွင့်ပြုနိုင်မှာလေဖီလာတက္ကနောင်သူ့ဘက်မှာရှိတယ်မိမင်းကငါ့စီကဘာမှထမခိုးနိုင်တော့ဘူးအဲ့ဒီနေ့မှာမန်နေဂျာကသူ့လုပ်ပေါ်ကိုင်ဖက်တွေကိုကုမ္ပဏီကအောင်ပွဲခံပွဲတစ်ခုကျင်းပမယ်လို့ကြေညာလိုက်ပါတယ်အဲ့ဒီအချိန်မှာဥက္ကဋ္ဌကသူ့သမီးကိုလူသိရှင်ကြားထုတ်ဖော်ပြီးသူ့သမီးကအဖွဲရဲ့တဦးသေးအမွေစက္ကန့်သူဖြစ်လိမ့်မယ်လို့ကြေညာခဲ့ပါတယ်
သူ့ရဲ့ကြံစီတတ်တဲ့အကောင်းဆုံးတငယ်ချင်းကသာအဲ့ဒီမိန်းကလေးကတကယ်အမွေဆက်ခံသူဖြစ်တယ်ဆိုတာသိပါတယ်။ဒါကြောင့်သူကချက်ချင်းပဲစနစ်နဲ့မိန်းကလေးနဲ့အထောက်အထမ်းဖက်လွှဲခြင်းကိုတောင်းဆိုခဲ့ပါတယ်။ စနစ်ကချောချောရဲ့လက်ရှိအထောက်အထားတန်ဖိုးက9ဘီလီယံရှိတယ်ဆိုတာသိရှိခဲ့ပါတယ်။လဲလှယ်မိုးချိုးရအိမ်ရှင်ကအနည်းဆုံးပစ္စည်း9000ပေးရမှာပါ။တေချာစင်ပါသူကလိမ္မာပါနဲ့ပြီးမိသူ့ရဲ့အကောင်းဆုံးတငယ်ချင်းက9000ဆိုတာအများကြီးလို့ထင်ခဲ့ပြီးမိမင်းရဲ့ကလေးကိုအန်ဒီရမပေးပဲဝမ်မလွေတကောင်ကိုမဖမ်းနိုင်ဘူးလို့သူတွေးနေခဲ့တယ်။သူတို့မပုံနေနေညောင်းလိုက်ရင်မိန်းကလေးကသူ့ကိုပြန်ဆက်လိမ့်မယ်လို့သူတွက်ထားခဲ့တယ်။ဒါကြောင့်သူကငွေကြေးကုန်တွေတကူကနေအမြင့်ဆုံးအတိုးနှုန်းနဲ့ချင်းငွေကိုချက်ချင်းချေးပြီးမိန်းကလေးအတွက်လက်ဆောင်အထိ9000တန်ကြော့ဖို့တလုံးဝယ်ပေးခဲ့တယ်။ဒါပေမဲ့လိမ္မာပါနဲ့တဲ့အကောင်းဆုံးတငယ်ချင်းကမိန်းကလေးကလှည့်ပြီးတတောင်းစာအမျိုးသမီးစီအိတ်ပစ်ပေးလိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ခဲ့ဘူးပြီးတော့သူကတပုံစံဒီအိတ်တလုံးဝယ်ပြီးတဲသွားတယ်မကြခင်မှာပဲကုမ္ပဏီရဲ့ကွန်ပျူတာပွဲနေရောက်လာတယ်လိမ္မာပါနဲ့တဲ့အကောင်းဆုံးတငယ်ချင်းကသူ့ရဲ့လုပ်ဖော်ကိုင်းဘက်တွေကိုဥက္ကဋ္ဌရဲ့သမီးအထိပြသနေပေမဲ့တထူးခုမှားယွင်းသွားမှာကိုစိုးရိမ်နေတော့ပဲသူပေးခဲ့တဲ့အိတ်ကိုမိန်းကလေးတဲသွားတာကိုသူမြင်တော့သူ့သက်ပြင်းချလိုက်တယ်သူ့လုပ်ဖော်ကိုင်းဘက်တွေအားလုံးကသူ့ရဲ့အကောင်းဆုံးတငယ်ချင်းကသမရရဲ့သမီးလို့ပြောနေတာကိုမြင်တော့မိန်းကလေးကဒီတစ်ခါတော့သီးမခံနိုင်တော့ပဲသူမဟာတကယ်အမွေဆက်ခံသူဖြစ်ကြောင်းလူကြီးရှင်ကြားတိုင်းရိုက်ကြည့်ညာလိုက်တယ်ဒါပေမဲ့သူ့ရဲ့အကောင်းဆုံးတငယ်ချင်းကသူမဟာအတိပ္ပယ်မရှိတဲ့စကားတွေပြောနေတယ်လို့ပြောပြီးသူမကချောချောကိုလှောင်ပြောင်းပြီးတကယ် CEO ရဲ့သမီးကဘာတူလဲဆိုတာတက်တယ်ပြဖို့သူ့အမိကိုဖုံးဆက်ထုတ်ပြောခဲ့တယ်။သူကအဲ့ဒီစကားလှမ်းလေးမှုကအတိပ္ပယ်မရှိဘူးလို့ပြောပါတယ်။သူမမျောလင်းတက်ကြီးစောင့်နေခဲ့ပြီးမြဲ CEO လင်းရောက်လာတဲ့အချိန်မှာဘာတွေဆက်ဖြစ်မှာလဲမိမ့်လိုချင်တဲ့အတိုင်းဖြစ်လာမှာလားအမှန်တရားကချောချောဘက်မှာရှိနေမှာလားဆိုတာကတော့